အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်ရင်ခွင်တစ်ကေယာကိုပေါ့နော်ဟိုးမန္တလေးကနေပြီးတော့မှတကူးတကောက်ကိုကျွန်တော်တို့ရဲ့ကေယာကိုပေါ့နော်လမ်းစိတ်အကုန်ခံပြီးတော့မှလာပြီးလူတန်းပေးတာဖြစ်ပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါဘယဟိုပါပေါ့နော်ဘယလို့ပဲပြောအောင်နော်ဘယပေါ့နော်ဆရာဥတိစာပေါ့မေရီဆရာဥတိစာမန္တလေးရပေါ့နော်ဒါ Facebook မှာလည်း page ထောင်ထားပါတယ်ပေါ့နော်ဆရာရဲ့နာမည်ကတော့ဥတီစာเนาะဥတီစာဆရာဟိုဖုန်းနံပါတ်တွေပါဟိုပြောမလားဟုတ်ကဲ့ရတယ်ပြောဆရာအဲ့လိုမန္တလေးရပေါ့နော်ဟုတ်ကဲ့ဆရာဖုန်းနံပါတ်လေးဆရာဖုန်းနံပါတ်2990 1420ပေါ့နော်2990 1420ပါခင်ဗျကျွန်တော်ဒါဒီ TikTok ပေါ်မှာလည်းရေးပြီးတင်ပေးလိုက်မယ်လေဆရာเนาะဟုတ်ကဲ့အခုလိုမျိုးဆရာတို့လာတာဝမ်းတာတယ်ပေါ့နော်အများကြီးပဲเนาะပုံလာရတယ်ဆိုတော့ဆရာတို့ကပုံနာလားပုံနာဒီပြန်မနာပုံနာမန္တလေးရပေါ့ဩမန္တလေးရဟုတ်ကဲ့ဘာတွဲလာတာလဲမသိဘူးဒီနေ့ဒီနေ့ကျွန်တော်ရဲ့ဒီမွေးနေ့ပေါ့နော်ဒီမွေးနေ့အတွက်အဲ့ဒါကလေးတွေအတွက်လည်းပျော်ရွှင်အောင်နောက်9ရက်သားသမီးအတွက်လည်းအားလုံးအတွက်လည်းပါတယ်ပေါ့ပါတယ်သားသမီးဒါဆရာရဲ့မိတ်ဆွေ9ရက်သားသမီးအားလုံးအတွက်လည်းပါတယ်အဲ့ဒါဒီကလေးတွေအတွက်ကျွေးမွေးလေးပေါ့ဒီမွေးနေ့အတွက်နော်ဆရာကျတော့ဘေးတင်ပဲတည်တတ်တွက်တာပေါ့နော်ဟုတ်ကဲ့ခင်ဗျဟုတ်တယ်ဗျဒီဖုန်းနံပါတ်ကိုဆက်သွယ်ပြီးဆရာရှင်မှာဘေးတင်ပဲလာတွက်လို့ရတယ်ဒီဟုတ်ဘိုင်ဘာနဲ့ဆက်သွယ်လဲရတယ်နော်ဘိုင်ဘာနံပါတ်လည်းအဲ့ဒါပဲအဲ့ဒါပဲအဲ့ဒီဖုန်းဟုတ်ကဲ့ပါဆရာဟုတ်ကဲ့အခုက Messenger နဲ့ဆက်သွယ်လို့ရတယ်ဟိုဒါဩ Messenger နဲ့ဆက်သွယ်လို့ရတယ်ဟုတ်ကဲ့ဆရာဒါဆိုလို့ရှိရင်အခုကဒီကိုလာတဲ့ဥစ္စာကဒီနေ့ပတ်စံလာလှူမယ်ဟုတ်ခင်ဗျလှူပြီးသွားလို့ရှိရင်တစ်လပိုင်း4ရက်နေ့ကိုသမင်းကျွေးပေးရသမင်းကျွေးပေးရဟုတ်14ရက်နေ့ကိုသမင်းကျွေးပေးရမှာနော်ဆရာနော်ဟုတ်ကဲ့အဲ့ဒါကြတော့ဆရာဘ ᱹ အတွက်ကျွေးပေးရမှာလဲအဓိကတော့ဒီ9ရက်သားသမီးအတွက်ပေါ့နော်9ရက်သားသမီးအတွက်ဒီဟုတ်ကဲ့ကောင်းကျိုးလေးတွေပေါ့နော်အဲ့ဒီဆူတောင်းတဲ့အချိန်မှာလည်းဒီ9ရက်သားသမီးအတွက်အားလုံးအတွက်ပါရမယ်ပါရမှာပေါ့နော်ဆရာကြီးဦးတေစာရဲ့မိသားစုအတွက်အားလုံးနောက်9ရက်သားသမီးအားလုံးအဲ့လိုမျိုးပေါ့နော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့အခုကတော့ပတ်စံတစ်နက်စာလူရမှာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျအခုဆိုလို့ရှိရင်ဒါပေါ့နော်ပတ်စံ2သိန်းခွဲတီတီကိုလှူဒန်းပေးထားပါတယ်ပြီးတော့ကလေးတွေအတွက်မုတ်ပါပါတယ်ပေါ့နော်ဒါတခုတကလာပြီးတော့မှကျွန်တော်ရဲ့ကေယာကိုလာလှူဒန်းပေးတာဖြစ်ပါတယ်ခင်ဗျဆရာတို့ကတော့ဒါမန္တလေးကလာတာဖြစ်တယ်ဆရာတို့ကတော်တော်အဝေးရလာရတယ်ပေါ့နော်တော်တော်အချိန်ယူရမယ်နော်ဆရာနော်ဟုတ်ရလာတာတော့နည်းနည်းဝေးတာပေါ့ဒါရိုက်လာတာပေါ့နော်ဒီဟုတ်ဒါရိုက်လာမနေ့ကတော့မြို့ထဲမှာတဲတာပေါ့ကျောင်းမှာတဲတာရန်ကုန်ဟုတ်ကဲ့လူကျင်တာကြာပြီးဘယ်လိုတွေ့တာလဲဆရာကျွန်တော်တို့ဒီ TikTok ဒါကျင်းနေပေါ့နော်ဘရားရဲ့ TikTok အကောင့်မှာလည်းနော်ဒီကလေးဒီကေယာအတွက်ကိုအကျိုးဆောင်လုပ်ပေးတာအတွက်ပေါ့နော်ဟိုဘရားလည်းအရန်လဲဂုဏ်ယူလဲကျေးဇူးလက်တင်တယ်ဒီကလေးတွေအတွက်နော်တကယ်ဟိုဖခင်တယောက်လိုပေါ့လေနော်ဟိုဒီတခြားကလေးတွေနော်ဒါဘရားကိုယ်တိုင်ပဲဆောင်ရွက်ပြီးမှဦးစီးဦးဆောင်လုပ်ပေးပြီးမှနော်လုပ်နေတဲ့အတွက်ပေါ့နော်အရန်ကိုဂုဏ်ယူတယ်အရန်လည်းလေးစားတယ်ဘရားဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆရာဟုတ်ကဲ့ကျေးဇူးပါခင်ဗျာအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါသေးလို့ဆုတောင်းပြီးပါပြေးတဲ့ဆုံးနေပြပါပဲဗျာ